ဘယ်လိုပိတ်ရမလဲပိတ်လို့မရဘူးမရဘူးကိုကြီးအမဟုတ်တာနေလို့ထင်တယ်ကျွန်တော်တို့ကျွန်တော်စင်ခိုင်းတယ်ကျွန်တော်စင်ခိုင်းအမသူအမကားမလားတက်ထားယူလေပိတ်လို့မရတော့အခုသူအကနေပြီးတော့တိုက်လို့ရှိရင်သူကအော်တိုတက်နေရလေကြောက်တက်နေအဲ့နေရဘယ်လိုဖြစ်နေအဲ့ဘယ်လိုပိတ်ရလဲအမညုံလားမသိကျွန်တော်လာဆင်းလိုက်မယ်ဆိုရင်ဒီနောက်တစ်ယောက်ဒီမှာတက်လာနောက်တစ်ယောက်တက်လာပြီကျွန်တော်ဆင်းလိုက်မယ်ဆိုနောက်တစ်ယောက်ဆက်တက်လာတယ်မိုက်ကပြောင်းရမင်းဆင်းလိုက်တော့မဟုတ်ကိလိုက်အမအခုမှကျွန်တော်ဆင်းပြီနော်မိုက်ကပြတာလေးလို့ကျွန်တော်တောင်းတာပေါ့မိုက်ကတော့တော့ကြလို့ဆင်းလို့လည်းမရဘူးအဲ့ပိတ်နေဦးတီးမှရမယ်ဆင်းလို့လည်းနင်တို့ဆင်းသွားနောက်လူတက်လာမှာဟုတ်တယ်လားဟုတ်တယ်ပိတ်ကြီးကငါမိသွားလို့ပိတ်ကြီးကိုရှာပေးရမှာလားအေးဆိုရှာပေးရမှာလားလက်ခံမရတာမဟုတ်ဘူးအော်တိုတက်နေအဲ့ဒါကြီးဟုတ်တယ်လားတို့ဆိုငါမှတော့မီဂီတင်ပြီးမှတို့ပေါ်တက်လို့ရတာကွာအခုဆိုမီဂီတင်ကြမလို့တော့တက်လို့ရတယ်အဲ့လိုမျိုးအဲ့တော့ကိုကနေဒူးများမဟုတ်အဲ့လိုလောက်လိုက်အဲ့ဒီအခုဆင်းလိုက်အခုရင်ဆုံးဆင်းလိုက်ကျွန်တော်ပြီးကျွန်တော်လေးဆင်းလိုက်ကျွန်တော်အတစ်ပိတ်ပြီးလိုက်မယ်အဲ့လိုပိတ်လိုက်ကိုကျွန်တော်ဆင်းလိုက်မယ်နော်မိုက်ကပြတော့ပြီးကြရင်ဟုတ်ပြီရပြီလားမိုက်ပြန်ဆင်းလိုက်မယ်နော်ပြန်ဆင်းလိုက်မယ်မရသေးဘူးလေတက်နေတယ်လားရလို့ရှင်ရတက်လို့မရတော့အခုကမရလို့တို့အဲ့လိုတက်လို့ရတယ်ဘယ်လိုပိတ်ရမလဲမသိတော့မရောက်လေအဲ့ဒါပြီးလို့ရှင်တက်လာလိမ့်မယ်လေတို့တက်မှတ်လို့ရှိလို့ရှင်လာတက်လာလိမ့်အရင်ဆိုရင်ကမီဂီကဂျိုင်းပြီးမှမီဂီကပေါ့တင်ပြီးမှရတာပါအခုအကုန်လုံးအဲ့လိုတက်နေတာမရအောင်ဘူးမလေးကိုတက်ပြန်ပြီငါစိတ်တူလာပါပြီပြီးလိုက်မယ်အမလှုပ်စားရှိရလောက်ပဲနင်တိတာအဲ့ဒါဘယ်လိုပိတ်ကြရလဲလို့အော်တိုပိတ်တဲ့ဟာငါလည်းလိုက်နေလို့မရတော့ဘေးလိုက်ရှာလို့မရတော့ကိုလိုကြီးထိုင်နေရတယ်ကလို့လည်းမရတော့ဘူးမအခုနောက်တစ်ယောက်ထပ်တက်လာဖို့ကိမရှိတော့ကျွန်တော်တယောက်ပဲကြည့်တာနေလည်းဆင်းလို့ဟုတ်ကျွန်တော်ဆင်းနောက်တစ်ယောက်တက်ဝင်လာအမပရိုတို့ဒုက္ခရောက်မှာဘယ်သူမှမတက်နေချပြီးပြန်နေပြီငါချ3ခါလောက်ရှိပြီငါချ4ခါလောက်ရှိပြီဒါနဲ့ဆိုရင်မရဘူးအဲ့လိုဖြစ်နေရတဲ့ကြီး